မင်္ဂလာပါရှင်တီတီပါရှင်တီတီဒီကနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ဗာလေးလဲဆိုတော့ပေါ့နော်တီတီတို့ထိုင်းနိုင်ငံမှာပြိုင်ပွဲပြန်လို့ရှိရင်ဘလို့စည်ရင်သွင်းရတာလဲတဲ့အဲ့ဒီဥစ္စာလေးကိုတီတီပြောပြပေးသွားမယ်ပေါ့နော်ဒီကနေ့တီတီကိုမောင်လေးတယောက်ကမေးတဲ့အခါကျတီတီကသူ့ကိုတော့ပြောပြပေးသွားပြီးပြီအခုကကြတော့တီတီပြိုင်ခဲ့တဲ့ဥစ္စာလေးကို share လုပ်ပေးသွားမယ်တခြားလူတွေလည်းတိပြီးတော့တခြားလူတွေပြိုင်နေတယ်ဆိုလို့ရှိရင်လည်းကိုစဉ်းစားလို့ရအောင်လို့ပေါ့နော်ဒါက IFBB Pro Legend ဆိုပြီးတော့သူတို့ရဲ့ဒီ page မှာသွားပြီးတော့တီတီကပြိုင်ပွဲပြိုင်နေမှာလို့ပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာသူတို့ကသူတို့ link လေးချပေးတယ်အဲ့ link လေးထဲမှာကိုရဲ့ file လေးတွေအကုန်လုံးသူတို့ဖြည့်ခိုင်းတာပေါ့နော်ဖြည့်ခိုင်းတဲ့ Gmail တို့ဘာညာ Google လေးတွေဖြည့်ရတယ်ဖြည့်ပြီးပြီဆိုလို့ရှိရင် register လုပ်ရတယ်ပေါ့နော် register မရှိသေးတဲ့လူတွေက register ဖွင့်ပြီးတော့လုပ်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် register ဖွင့်လိုက်တယ်ဆိုလို့ရှိရင် Gmail တွေပါထည့်ပြီးဖွင့်လိုက်ရုံပဲပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကိုကအဲ့ register လုပ်ပြီဆိုလို့ရှိရင် तू က register လုပ်တဲ့ fees တွေ$20ပေးရတယ်အဲ့$20ကတီတီတို့ visa card နဲ့ပေးလို့ရတယ်ပေါ့နော်ကိုကအဲ့မှာ member ဖြစ်သွားပြီ member ဖြစ်သွားပြီဆိုလို့ရှိရင်သူတို့ရဲ့ဒီပြိုင်ပွဲတွေကိုကိုကပြိုင်လို့ရ तू က turning နဲ့ဒီပြိုင်ပွဲပြိုင်ဖို့အတွက်ကို$155ထပ်သွင်းရတယ်ဒါတကယ်လို့ကိုက visa card နဲ့တခါသွင်းထားခြင်းလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီထိုင်းနိုင်ငံမှာရောက်မှပဲဒီ body measurement တိုင်းတဲ့နေ့ရောက်တော့မှပဲသွင်းလို့လဲရတယ်။ရှင်တီတီတို့ကဒီအဲ့နေ့ရောက်တော့မှတီတီတို့ကအတန်းကိုရွေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီထဲမှာတခါတည်းကိုအတန်းလေးရွေးထားလို့လည်းရတယ်။ကိုအတန်းလေးလည်းရွေးထားပြီးပြီ fees လေးလည်းသွင်းပြီးသွားပြီဆိုလို့ရှင်တို့ရဲ့ကိုတိုင်းနဲ့ measurement နေမှာ measurement ကိုသွားပြီးတော့တိုင်းပြီးစရင်းပေးရုံပဲစရင်းပေးပြီးလို့ရှိရင်တော့တီတီတို့ဒီမှာတို့ခန်းနံပါတ်တွေပါပေးမယ်ခန်းနံပါတ်တွေပါပေးပြီးပြီဆိုလို့ရှင်တီတီတို့ဗီဒီယိုတွေ photo တွေယူဖို့အတွက်ကိုထပ်ပြီးတော့ fees ပေးရမယ်ပေါ့နော်ကိုကဗီဒီယိုဘယ်နှခုယူမှာလဲ photo ဘယ်နှခုယူမှာလဲအဲ့လိုမျိုးလေးပေးရတယ်တီတီကတော့ဗီဒီယိုမှာ तू က$80တောင်းတဲ့အတွက်ကြောင့်မို့တီတီ$80ဗီဒီယိုတစ်ပုတ်ယူခဲ့တယ်ပြီးတဲ့ခါကျ photo ကကျတော့တီတီ3ခုယူခဲ့တယ်တစ်ခုကို900ကျော်ကျတယ်အဲ့ဒါကကျ900ကျော်ကကျဘတ်ပေါ့နော်ဘတ်က900ကျော်ကျတယ်900ကျော်ဆိုဘတ်1500ကျော်တယ်ပေါ့နော်1500ဘယ်လောက်လဲမသိဘူး1600ဘယ်လောက်လဲမသိဘူးအဲ့လောက်ပေါ့နော်တီတီလည်းမေ့သွားအဲ့ဒီလောက်ကျတယ်ဆိုတော့တီတီကဒီဗီဒီယိုနဲ့ဓာတ်ပုံပိုးနဲ့တင်တီတီမြန်မာငွေနဲ့ဆို9သိန်းလောက်တော့ကုန်ခဲ့ပေါ့နော်အဲ့ဒါတော့ဗီဒီယိုနဲ့ဓာတ်ပုံနဲ့ဘိုးပေါ့နော်ရှေ့မှာခုနက register ဘိုးကတော့$155နဲ့ပြီးရင်တီတီကတန်းထက်တိုးရင်တိုးတိုင်းမှာ$55ပေးရတယ်ပေါ့နော်ဒါဆိုရင်$155ရဲ့$55ရဲ့ကိုပြိုင်မဲ့ပုံအတန်းပေါ်မှာမူတည်ပြီးတော့ပတ်စံကိုဆောင်သွားပေါ့နော် register သွင်းနေတဲ့အချိန်မှာလဲသူတို့ visa ကလေးနဲ့လဲသွင်းလို့အရန်လွယ်ကူတယ်ပေါ့နော်ဒါလေးကိုတိသွားလိမ့်မယ်လို့ထင်ပါတယ်တီတီတို့ register စပြီးလုပ်တဲ့အချိန်လေးတစ်ခုမှာပဲ$20သွင်းတဲ့အချိန်မှာတော့ဟို visa cash ရှိမှရမယ်တီတီဟိုရောက်တော့မှတခြားတီတီတို့ပြိုင်ပွဲပြိုင်တဲ့ဟာလေးတွေကိုထပ်ပြီးသွင်းလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တီတီကဒီအကြောင်းအရာလေးကိုပြောပြပေးသွားပြီးဖြစ်ပါတယ်တီတီနောက်ထပ်ပြိုင်ပွဲဝင်တဲ့သူတွေအတွက်ဘာတွေလိုအပ်လဲဆိုတာကိုတီတီနောက်တစ်နေ့ရောက်လို့ရှိမှနောက်ထပ်ဗီဒီယိုလေးနဲ့ထပ်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ကဲနောက်ထပ်ဗီဒီယိုလေးကိုစောင့်မျှော်ပေးကြပါဦးနော်